မြန်မာအိုင်တော်ကိစ္စအပြင်းပြလေးပြောပါသေးလားမြန်မာအိုင်တော်ကိုလက်ပြိုင်နဲ့ကောင်လေးတွေကောင်မလေးတွေကွာပြိုင်မွေးဝင်အချင်းချင်းကကြရက်မထားဘူးသူဟာလည်းသူကအဆင်ပြေတယ်သူတို့ပြိုင်စားစီတာသူတို့ပြိုင်နေသူတို့ဆိုစားစီတဲ့တချင်းသူတို့ဆိုတယ်သူတို့ဆိုလိုက်တဲ့အရာသူတို့လှုပ်လိုက်တဲ့အရာကိုတော်လာမတော်ဘူးတော့ဆိုဒိုင်နေရဆုံးဖြတ်တယ်တော်တဲ့လူဆိုရင်တဆင့်တိုးပြီးတယ်မတော်တဲ့လူဆိုဖြုတ်ပြီးအိမ်ပြန်ခိုင်းတယ်ဒါပဲပြိုင်မွေးဝင်ချင်းချင်းနဲ့အဆင်ပြေတယ်ဒိုင်နေနဲ့လည်းအားလုံးအဆင်ပြေတယ်ဘာပြဿနာမှမရှိဘူးကွာဒါကိုချင်းမစားလို့ပြောပြိုင်ပွဲဆိုတာကတော်တဲ့လူပဲရမယ်တယောက်ပဲရမှာဒါကလူတိုင်းလက်ခံတင်တယ်ကွာအဲ့ဒါတို့ချင်းโอเคဒါပေမဲ့ဂျားတဲ့ကအဲ့ဒီမြန်မာအိုင်တော်ကိုအားပေးနေတယ်လေပရိသတ်တွေကတော့နှစ်တိုင်းလူကြရက်ထားတာတိလားဟိုဘက်ကိုပြေးကြိုက်လိုက်ဟိုဘက်ကိုလှမ်းခုတ်ပြီးကြိုက်လိုက်ကွာတိလားဒီလူကိုဒီကောင်မလေးကိုကြိုက်တယ်ဆိုရင်ဒီကောင်မလေးကိုအားပေးနေတဲ့ပရိသတ်တွေကိုမကြိုက်တဲ့လူက30မယ်ဒီကောင်လေးကိုကြိုက်နေတယ်ဆိုရင်ဒီကောင်လေးကိုအားပေးနေတဲ့လူတွေကိုဒီကောင်လေးမကြိုက်တဲ့လူတွေက30မယ်ဟိုဘက်ပြေးကြိုက်လိုက်ဒီဘက်ပြေးကြိုက်လိုက်သိလားဘာလဲမသိဘူးဂျာစီသေးတယ်တချို့လင်တိုင်းယူမာတွေမရတိုင်းယူမာတွေကစီသေးတယ်အမလီအဲ့ဒါငါလင်တာငါမရဆိုပြီးအသက်ကုံဘိုတင်နေပြီးလင်တိုက်တွေယူတာသူ့ပဲရတင်တယ်ဒီကောင်မပဲရတင်တယ်ဒီကောင်မရတင်ပါတယ်ဆိုပြီးပြေးသက်ချင်းလင်လူကြမရတွေလူကြတာတကယ်တော့မဆိုင်ဘူးကွာအချိန်တန်အပြိုင်ပွဲဆိုတာပြီးသွားမယ်တကယ်တင်းတော်တဲ့လူတကယ်ထက်မြက်တဲ့လူတကယ်တော်တဲ့လူဒီစုနဲ့တင်းတော်တဲ့လူကိုပေးဖို့ဒိုင်နီဆိုတာကအရှိမထားရတာလေအားရထားရတာမှမဟုတ်တာပြေးသက်ဒိုင်နီဆုံးဖြတ်သွားမှာပေါ့အချိန်တန်ဘသူကစုရလဲဘသူကဘာဖြစ်သွားမှာဆိုစောက်ကြည့်ပေါ့ကွာအဲ့လိုမဟုတ်သိလားအခုကလေပြိုင်ပွဲကမပြီးသေးဘူးပေးသက်ချင်းအမုန်းတွေပွားပြီးဟိုလူပြေးကြိုက်လိုက်ဒီလူပြေးကြိုက်လိုက်သိလားဟိုလူလှမ်းကြိုက်လိုက်ဒီလူလှမ်းကြိုက်လိုက်ဟိုလူဆဲဒီလူဆဲမူးနောက်နေတာပဲသိလားနှစ်တိုင်းလိုကြရက်ထပြိုင်ပွဲဝင်ပြီးသွားတော့တကယ်စုရသွားမယ်ဆိုရင်တော့အဲ့ဒီလူကသူ့ဘဝနဲ့သူ့မိသားစုနဲ့သူ့ကိစ္စနဲ့သူ့လုံးပါလေကိုလိုအိမ်လည်းလာပြီးအာရထမင်းနဲ့လည်းမချက်မကြွေးဘူးကိုတို့ယူမယ်လို့လည်းမပြောဘူးကိုလိုလည်းလက်မတင်တောင်းဘူးကိုလိုရဲ့မိသားစုကိစ္စလည်းလက်မဖြေရှင်းပေးဘူးဒါပေမဲ့ရိုးရိုးရှင်းရှင်းလေးနဲ့အားပေးရတာပဲအခုကမဟုတ်ဘူးကွာဒီလူကြိုက်သူတို့ဒီလူကောင်မလေးကိုကြိုက်တယ်ဆိုအဲ့ဒီကောင်မလေးပဲသူတို့ရားစေခြင်းတယ်အဲ့ဒီကောင်မလေးတော်လာမတော်တာသူတို့မစင်စားဘူးတချို့လင်တိုင်းယူမတွေကလည်းဒီကောင်လေးကိုရားစေခြင်းနဲ့ဆိုအဲ့ဒီကောင်လေးကတကယ်တော်လာမတော်တာသူတို့မသိအဲ့ဒီကောင်လေးပဲသူတို့ရားစေခြင်းနဲ့ဘလို့လဲဟာတကယ်စိတ်ပြည့်စရာနော်တိတ်ညာနေစားအချိန်တန်ရင်တင်းတော်တဲ့လူတယောက်နဲ့ဒီစုနဲ့ရတဲ့လူကပေါ်လာလိုက်မယ်အချင်းကိုအေးဆူဆူလေးထိုင်ဆောက်ပြီးအားပေးကြမကိုက်နေကြတယ်ဟိုဘက်လှမ်းကလိုက်ဒီဘက်လှမ်းကလိုက်မျက်လုံးကိုနောက်နေတာပဲဟဲ့ဒါတော့ channel လောက်ထိမသိဘူးနော်လူတိုင်းလည်းမပြောပါဘူးတွေးနေမြင်နေရလေးနဲ့အပြင်းပြလည်းပြောပြသွားအဲ့လောက်ပါပဲ